မနက်ဖြန်ဖေဖော်ဝါရီ28ရက်နေ့မှာရောက်ရှိလာမယ်ဂိုရမန် event မှာဖုန်းယူရမလားဒိုင်းမွန်းယူရမလားဝေခွဲမြတ်ဖြစ်နေတဲ့ဘာသာတွေဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပါဗျအားလုံးပဲမင်္ဂလာပါ Friday Gaming Channel ကနေကြိုဆိုပါရဗျကျွန်တော်ဒီနေ့မနက်ဖြန်ကြောက်လို့ရှိရင်ဖေဖော်ဝါရီ28ရက်နေ့မှာရောက်ရှိလာမယ်ဂိုရမန် event မှာဖုန်းတွေကိုဘယ်လိုယူရမလဲဒိုင်းမွန်းတွေဘယ်လိုယူရမလဲဖုန်းနဲ့ဒိုင်းမွန်းနဲ့ဘယ်လိုလဲရမလဲဆိုတဲ့ဟာတွေကိုကျွန်တော်ဒီနေ့အသေးစိတ်ပြောပြပေးသွားမယ် brother တို့နော်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပါဗျပထမဦးဆုံးကျွန်တော်တို့ in game တွေကိုဝင်လိုက်တာနဲ့ဒီ event ရဲ့ဒီပုံစံကိုရမှာဖြစ်ပါတယ် brother တို့နော်ဒါကတော့ကျွန်တော်တို့သူ event ဆက်လာတော့မှာပေါ့နော် daily ဝင်ထားတဲ့ brother တွေနဲ့ပေါ့နော်ဒီမှာလှည့်မယ် golden spin coin တွေကိုရရှိမှာဖြစ်ပါတယ် brother တို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ main event ထဲမှာတော့ဒါကတော့ ruby skin ကိုရမယ့် event လေးပါ brother တို့နော်သူကဒီမှာ daily test တွေကိုလုပ်ရင်းနဲ့ brother တို့အနေနဲ့ဒီ golden spin coin တွေကိုရရှိမှာဖြစ်ပါတယ်အဲ့ဒီ coin တွေနဲ့ဒီ event မှာလှည့်ပြီးတော့မှဘေးကအတန်းလေး1800ဘေးကအတန်းလေးပြည့်ပြီးတော့1800ပြည့်သွားလို့ရှိရင် ruby skin 2កောင်နဲ့က brother တို့ကိုချက်နှစ်တက်ရတကောင်ယူရမှာဖြစ်ပါတယ်เนาะဒီမှာတွေ့တာ brother တို့เนาะဒီ key လေးပါပါတယ်ဒီ key ကဘယ်မှာအသုံးဝင်လဲဆိုတော့ကျွန်တော်တို့ဒီမှာပါเนาะဒီဖုန်းလှည့်ရမယ် event မှာအသုံးဝင်ပါတယ် brother တို့เนาะသူကစောနက ruby skin မှာလှည့်မဲ့နေရာမှာเนาะသူကဒီ key လေးရမယ်ဒီ key လေးတွေနဲ့ဒီမှာပါเนาะဖုန်းတွေလှည့်ရမှာ brother တို့เนาะသူကOppo A5 Pro ကတော့เนาะ8850ပါပါတယ်เนาะ Oppo A5 Pro ပေါက်လို့မယူချင်လို့ diamond ယူမယ်ဆိုလို့ရှိရင်เนาะ15685လုံးပါပါတော့เนาะဒါကတော့ Oppo Neo 30 app ပါเนาะသူကတော့အလုံး1050ပါတယ် Oppo D4 မယူချင်လို့ရှိလို့ရှိရင်ဘာသာတော့ diamond 23650ပါတော့เนาะဒီပမာဏ diamond ဒီ diamond ပမာဏအနည်းဆုံးဒါ10သိန်းထက်73သိန်းလောက်14သိန်းဝန်းကျင်မှာရှိတယ်ပါတော့เนาะဖုန်းမရလို့လည်းဘာသာစိတ်မပူပါတယ်เนาะဒါဒီ diamond ပမာဏဒါအနည်းဆုံး73သိန်း14သိန်းလောက်ရှိတယ်ဘာသာတို့เนาะဘာသာတို့အနေနဲ့ပေါ့เนาะဒီမှာလှည့်လို့ပောက်သွားတယ်ဆိုလို့ရှိရင်သူကဘာသာတို့ကို random code တစ်ခုချပြီးတယ်ဘာသာတို့เนาะအဲ့ဒီ code ကိုဘာသာတို့ကဒီ Oppo ရဲ့တရားဝင် website မှာတွားပြီးတော့ဘာသာတို့အနေနဲ့တွားတင်ရမှာဘာသာတို့เนาะဘာသာတို့အနေနဲ့ပေါ့เนาะဒီ code တင်ပြီးသွားလို့ရှိရင်ဖုန်းယူမလားဆိုရင်ဖုန်းယူလိုက်ပြီဆိုလို့ရှိရင် diamond နဲ့လဲလို့မရတော့ပါဘူးเนาะဘာသာတို့အနေနဲ့ diamond ယူပြီးသွားလို့ရှိရင်လည်းဖုန်းနဲ့လဲလို့မရပါဘူးဘာသာတို့เนาะအဲ့ဒါတခုကိုဘာသာတို့သတိထားပါမယ်เนาะဒါပေမဲ့စိတ်မပေါ်နဲ့ဘာသာတို့เนาะကျွန်တော်တို့မြန်မာနိုင်ငံသူတွေအတွက်ကတော့လုံးဝဖုန်းမရပါဘူးဘာသာတို့လည်းဆိုတော့ဒါ Oppo ရဲ့ကန့်သက်ချက်ကြောင့်လို့တော့မုံတော့ပြောလိုက်ဘာသာတို့เนาะအင်ဒိုရဲ့ဖိလစ်ပင်းရဲ့စင်ကာပူရဲ့ထိုင်းရဲ့မလေးရှားရဲ့ဒီ9နိုင်ငံပဲဖုန်းရမှာဘာသာတို့เนาะကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကြီးကတော့ဖုန်းမရပါဘူးဖုန်းမရတယ်ဘာသာတို့เนาะစိတ်မပေါ်နဲ့ diamond အလုံး2000ကျော်ရမှာဘာသာတို့เนาะဒီပမာဏကဒါ73သိန်းဝန်းကျင်ဘူးလို့ရှိတယ်ဘာသာတို့เนาะကျွန်တော်ဒီနေ့အဲ့ဒါလေးကိုလာပြပြဖြစ်တယ်ဘာသာတို့အနေနဲ့เนาะဖုန်းပေါက်သွားလို့ဖုန်းကိုကျွန်တော်တို့မြန်မာနိုင်ငံမဟုတ်ဘဲเนาะဒီထိုင်းမှာရှိတဲ့ဘာသာတွေနဲ့ဖုန်းပေါက်သွားလို့ရှိလို့ရှိရင် तू က brother တို့ in game random code တစ်ခုချပေးတယ်နော်အဲ့ကို brother တို့က Oppo ရဲ့တရားဝင် website ကိုတွားပြီးတော့ brother တို့နေတွားလဲမှာဖြစ်တယ်နော် तू ကတော့အဲ့ဒါကိုလဲပြီးလို့ရှိရင်တစ်လအတွင်း brother တို့ကို तू ကဖုန်းပို့ရမှာဖြစ်တယ် brother တို့နော် brother ဖုန်းယူထားတဲ့ brother တွေကကျွန်တော်တို့ဆက်တော့ကျွန်တော်ပြောတဲ့9နိုင်ငံအတွင်းမှာရှိရမှာနော်အဲ့9နိုင်ငံအတွင်းမှာမရှိရင်တော့မရပါဘူး brother တို့နော်အဲ့ဒါလေးကို brother တို့နေတစ်ခုသတိထားဖို့လိုပါတယ် event ကာလကတော့ကျွန်တော်တို့ဒီ February 28ရက်ကနေပြီးတော့ဗောနော် April 1ရက်နေ့ထိပါ brother တို့နော်အားလုံးပဲเนาะ तू ကဒီ event မှာအားလုံးပဲ brother တို့เนาะ main ဟိုစုမဲပေါင်းအနေနဲ့ပေါ့เนาะ9900ပါတယ် brother တို့เนาะ तू ကတစ်နေ့ကိုစုမဲ300ဖောက်မှာဆိုတော့ဒီ300ထဲမှာ brother တို့ကဖုန်းပေါက်နိုင်ကြီးရှိတယ် brother တို့เนาะဖုန်းကလည်း brother တို့အလုံး1000ကျော်ပေါက်မှာ brother တို့เนาะကန်ဆန်းကြပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရှိမှာ mobile legend တိုင်းမှာပတ်ကြည့် UC နဲ့ Smile One coin တွေကိုကျွင်းဆွတ်ကြတော့ upload ရပါတယ်ဗျ brother တို့เนาะအားလုံးကျေးဇူးတင်ပါတယ် brother တို့ကဖုန်းယူမလားdiamond ယူမလားဆိုတာ comment မှာဝင်အောင်ဆွေးနွေးတော့ကြပါလေဗျ